ဟာဒီနေ့လွတ်လပ်ရေးနေ့ကွာပြေခုံပြေးတွေပြေးပွဲပြိုင်ပွဲတွေဟာလုံနေကြတာဟာအိမ်တိုင်းမှာလေကြီးနေဟာဒီမှာဗီဒီယိုဖိုင်တွေတက်လာတယ်အလံတွေထောင်ပြီးတော့ဒါပဲအလံမထောင်မနေရလေအလံတစ်ခုကို9000နဲ့ငါတို့ကရောင်းနေတာဟာစီးပွားရေးလွတ်လပ်ပြီတို့တွေလွတ်လပ်ပြီအောင်တပြေကိုစုခါတီးငါတို့ကင်ဆောင်ပြီဟုတ်တယ်ပါလွတ်လပ်ပြီလွတ်လပ်နေပြီဒါပဲလွတ်လပ်သွားပြီဒီဆိုတော့ရအောင်လွတ်လပ်နေပြီဒါပဲလွတ်လပ်ရေးနေ့မှာငါတို့တွေကလွတ်လပ်ဖြစ်အောင်လို့ပြေးပွဲပြိုင်ပွဲတွေငါတို့လုပ်တယ်ဟာမင်းကစားမိုးစားပြိုင်ပွဲတို့ဘာတို့အကုန်လုံးလုပ်တယ်ပြီးတော့အလံတွေကိုလည်းဘာပြောနေတိုင်းအိမ်တိုင်းမှာလိုက်ထောင်နေတယ်ဩတားကလေးပြောတာအဲ့ဒါပြောနေတာမဟုတ်ဘူးဗင်နီဇွဲလားနိုင်ငံကိုပြောတာဗင်နီဇွဲလားနိုင်ငံပြည်သူတွေကတော့လွတ်လပ်သွားပြီလို့ဟာဘာလို့ဗင်နီဇွဲလားနိုင်ငံလွတ်လပ်သွားလဲတမရနဲ့သူ့ဇနီးကိုအမေရိကန်တမရထရမ်ဖမ်းသွားပြီလေဟဲ့ဟုတ်လားဟဲ့ဒီနေ့ဟုတ်လို့လားဟုတ်တယ်ဗျာရေဟာသွားပြီဝမ်းသာနေကြတာသိလားဟာနောက်ပြီးတော့ရှိသေးတယ်အဲ့ဗင်နီဇွဲလားနိုင်ငံရေတက်ကလေစစ်သားတွေလေအမေရိကန်လေတွေလည်းဝိုင်းပြီးတော့အလံတူလေးထောင်ပြီးတော့မပြစ်ပါနဲ့ဆိုပြီးငိုနေတဲ့ဟာတွေလည်းတက်လာတော့ပြောတယ်အဲ့ကျုံးနိုင်ငံလည်းမကြခင်အဲ့လိုဖြစ်တော့မှာဒါပဲငါတို့ရှိတဲ့တက်ချုပ်ကြီးကိုဖမ်းတော့မှာသူဇနီးနဲ့ဟာပြောဖမ်းလို့မရဘူးလေဖိုင်ငါတို့မပါကူမှာပေါ့ဖမ်းပါသိကြတယ်ဗျနော်သမ္မတထရန့်ဟိုတော့ဝင်ဖမ်းဖို့လုပ်ထားတဲ့9နိုင်ငံထဲမှာမြန်မာနိုင်ငံပါတယ်လေဗျဟာချိန်နေလားချိန်နေတယ်ဟာသွားပြီအဲ့ဒါအဲ့တရင်ကိုပြီးလေဟိုဘာနဲ့ကျွန်တော်လည်းဆွေးနေမယ်အခုလောဆယ်ကျွန်တော်တို့နိုင်ငံရဲ့သတင်းလေးတွေအရင်ဆွေးနေမယ်နော်အဲ့ဒီငါအပြည့်စုံတော့ငါပြောပြနေဟုတ်ကဲ့ပါငါမသိဘူးငါမနေရသေးငါအေးစစ်သေးပဲဆိုတော့ငါအေးရလည်းပြတ်တော့ငါဆေးလေးတောက်ပြီးတော့ငါအိတ်နေတာငါဟိုကတက်ချုပ်ကြီးနဲ့ဇနီးကိုလည်းဖမ်းတော့မှာဝင်းသားတရားဟာအဲ့ဒီရောက်တော့မဖမ်းတော့ဖမ်းအဲ့တုံလုံးလားဖမ်းသွားတုံလုံးဖမ်းမှာဘာလို့ဆိုအဲ့ဒါမှဒီစစ်တပ်အမြင့်ပြတ်မှာလေဟာအေးရောတော့တွေးခေါ်တွေမိုက်တာစစ်တပ်အမြင့်ပြတ်နော်ဟောဝါမရင်းစစ်တပ်အမြင့်ပြတ်ဟာတော်လိုက်တော့ငါ့ကိုမသိလို့ဟိုဘာလွတ်လပ်ရေးနေဗမာပြေးခုံကြီးတွေကစားနေတာဘာဘယ်လိုင်းပေါ်ကလဲကျွန်တော်ပြမို့လေငါဘသူကကစားနေတာငါတို့စစ်တပ်ထဲမှာလေငါတို့တပ်ထဲမှာကစားနေတယ်ပြီးတော့ဗာလေကစားတာတွေ့လားလိုင်းပေါ်မှာကစားတာတွေ့လားဟိုပြည်သူတွေကိုခေါ်ပြီးတော့ကစားတာလေအဲ့လိုမျိုးငါတို့အလံနေမနေငါတို့ရောင်းတာလေတော်ရောင်းရတယ်နော်ရောက်ငါတို့တုတ်သမားတွေရောစိုက်ကားသမားတွေရောဒီဒေးဆိုင်တွေရောမဝယ်မနေရမို့လို့လေအဖိုင်မဝယ်မနေရမို့လို့လေအဲ့ဒါစီးပွားရေးလေမင်းကငါပြောလေဒီအလံတွေထောင်ရမယ်လွတ်လပ်တဲ့အနေနဲ့အိမ်တိုင်းအလံတွေထောင်မယ်အလံထောင်ရင်လည်းငါတို့အပြင်မှာငါတို့ကမထောင်နဲ့အိမ်ထဲမှာငါတို့ထောင်အဲ့လိုမျိုးလေးငါတို့ပြီးတော့အကုန်လုံးကွာဈေးဆိုင်တွေမှာလည်းထောင်ရမယ်အိမ်တွေမှာလည်းထောင်ရမယ်ကားတွေမှာလည်းထောင်ရမယ်ခုမှကိုပိုင်ကားပဲဖြစ်တိုက်စီကားပဲဖြစ်ဘလို့ကားပဲအလံလည်းထောင်ရမယ်မိုင်းတွေလည်းထောင်ရမယ်အမှတိုက်ချုပ်ကြီးအိမ်ထဲငါတို့အခိုးဝင်မှာတိုက်ချုပ်ကြီးအိမ်ထဲမှာပေါက်ကွဲမှာဖုံတိုင်းဆိုသိကြမှာဟာရောက်ဘယ်လိုလဲရောဘာချောင်းလို့စိုးနေလို့မင်းစိုးနေတာဘာရေးတရင်လေးတွေအရမ်းပိုက်လို့ပြောပြမယ်ဗျဒီကကျစင်ပြူကျွန်းမျိုးနယ်အကြောင်းအရင်ပြောမယ်နော်အဲ့အလံထောင်သေးလားအလံထောင်တာမဟုတ်ဘူးအဲ့အုံလိုက်ကျွေးတာအဲ့ဒါလေးပြောမယ်စင်ပြူကျွန်းမျိုးပေါ်ရှိတဲ့ထွေအုပ်ရုံးပါဝင်စစ်တပ်ထောက်တိုင်ရုံးများကို PDF တက်ကမီးရှို့ရှင်းလင်းနေပြီးတော့စိတ်ပြူမျိုးနယ်တို့တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးတော့စစ်သား19ဦးတေဆုံးပြီးတော့တဦးရှင်ဖမ်းမိတဲ့ကြောင့်ဟာသွားပြန်ပြီစက်ကဦးကျင်ဝင်းကြိုက်လေးလာနော်19ဦးကဟိုတေတယ်တဦးကရှင်ဖမ်းမိအားလုံးပေါင်း21နော်21ရာစုမှာဟာသွားပြီဘယ်နေ့ပြစ်လာလဲဆိုဒီဇန်နဝါရီလ1ရက်နေ့ပေါ့နော်ဇန်နဝါရီလ1ရက်နေ့မှာစလင်းမျိုးနယ်စင်ပြူကျွန်းမျိုးရှိထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအပါဝင်နဲ့အကြမ်းဖက်စစ်တပ်ထောက်တိုင်ရုံးဌာနများကိုမင်းဘူးခရိုင်ဌာန၏ကုတ်ကဲမှုဖြင့် PDF တပ်ဖွဲ့ဝင်များဝင်ရောက်စီးနင်းပြီးတော့မီးရှို့ရှင်းလင်းခဲ့ကြောင်းသိရတယ်ဒီရက်ပိုင်းမှာနော်အဲ့နားတွေကတော့လုံးဝအကျွေးတာဟောကွာမင်းအခုဆိုအချိန်တိုင်းဖြစ်နေကွာဒီဘက်ကလည်းဒီတကယ်ကမ္ဘာနိုင်ငံကြီးတွေကလည်းဒေါ်နယ်ထရက်ကလည်းဒီဗန်ဒီဇွဲလာကိုတွားပြီးတော့အခုမင်းပြောသလိုဆိုဖမ်းတယ်ဒီဘက်ကလည်းမျိုးတွေတစ်မျိုးငါတို့ကပေးရတယ်ဆိုတော့မဟုတ်တော့အဲ့ဒါကြောင့်ပြောလေနေပြီးတော့ PDF တွေကတိတ်မဝင်သေးဘူးဘာလို့လဲဆိုတော့ဟိုအမေရိကန်လာဖမ်းမှာမဟုတ်ဘူးနော်ဝင်ကြမလို့ဘူးပေါ့ဟုတ်တယ်အဲ့ဒါဆိုကျင်းသေးတယ်ရောက်ဘာဖြစ်လို့လဲဆိုတော့လေညတုန်းကငါဥစားအေးတရေးလဲနှုတ်လဲနှုတ်မင်းတက်ချုပ်ငါ့ကိုလေခေါ်လာတာအများကြီးပဲဖုန်းတွေအဲ့နဲ့ငါပြန်ခေါ်လို့မြောက်တက်ချုပ်ဆက်သွယ်မှုဧရိယာပြင်ပဆိုတော့မင်းဂူထဲမှာရောက်နေပြီလားမသိဘူး तू ပုံနဲ့ဂူထဲမှာရောက်နေပြီလားမသိဘူးအဲ့ဒါမှ KTV ရှိတာ KTV အဲ့ထဲမှာတော့လုပ်ပေးတာပေါ့ तू မာကြီးခွာနေလို့ဆိုပေးတာလေတဲ့စကတ်လေးဘူးဟောမင်းကတမျိုးကွာ KTV တော့အဲ့ထဲမှာရှိမလားကွာမင်းကလေအဲ့ပေါ့နော်ဟောဒါဇန်နဝါရီလ1ရက်နေ့မှာဒီစင်ပြူကျွန်းမျိုးနယ်မှာရှိတဲ့ထွေအုပ်ရုံးတွေဘာတွေကို PDF တွေကမီးရှို့ရှင်းလင်းတယ်ထို့ပြင်ဒီဇင်ဘာလ24ရက်နေ့တွင်လည်းစိတ်ဖြူမျိုးနယ်တန်စလုံးကျေးရွာရှိအကျမ်းဘတ်စစ်တပ်စစ်သေးဂိတ်ကိုပခောက်ကူခရိုင်စစ်ဌာန၏ကုတ်ကဲမှုဖြင့် PDF တပ်ဖွဲ့ဝင်များစီးနင်းတိုက်ခိုက်ခဲ့ရာအကျမ်းဘတ်စစ်သား3တေဆုံးခဲ့ပြီးအဆိုပါဂိတ်ကိုလည်းသိမ်းပိုက်ရရှိခဲ့ကြောင်း
အလားတူ ဟာအလားတူပြန်ပြီလားကွာ ဒီဇင်ဘာလ30ရက်နေ့တွင်လည်းစိတ်ဖြူမြို့နယ်မှာထွက်ခွာလာသောအင်အား35ဦးပါစစ်တပ်ရင်နှန်းကိုပခုတ်ကူခရိုင်ဌာန၏ကုတ်ကဲမှုဖြင့် PDF တပ်များဂျားပြတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား16ဦးသေဆုံးနေပြီးတော့စစ်သုံးမှန်းတဦးကိုလည်းလက်ရဖမ်းဆီးနိုင်ခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်စစ်ကား2စီးပျက်စီးသွားပြီးလက်နက်8လက်နဲ့အတူခဲရများသိမ့်ပိုက်ရရှိခဲ့ကြောင်းလည်းသိရှိရပါတယ်ဗျာတော်ပြန်ပြီကွာဒီဇင်ဘာလ24ရက်နေ့မှာ3ဦးသေတယ်ဒီဇင်ဘာလ30ရက်နေ့မှာ16ဦးသေတယ်2ဦးရှင်ဖမ်းပြီးတယ်လက်နက်ခဲရလက်နက်8လက်နော်ခဲရနေရောအများကြီးသိမ့်မိတယ်လို့သတင်းရရှိတယ်ဗျဒါစင်မြူကျွန်းစလင်းဟာတော်ပါပြီပြောလိုက်တာတော့ပြောလိုက်တာဟေးမပြောနိုင်ဘူးလေကွာမပြောနိုင်ဘူးလေလေပြောလိုက်တာဟေးရလွတ်လိုက်နေပဲလွတ်လိုက်မနေ့ကဗန်နီဇွဲလားကိုဖမ်းသွားပြီးဆိုမင်းမဲပြောပြီးတော့ဒီကကျတော့အမြဲထုတဲ့လှဲကူးကြောင်းလေးပြောအမြဲထုတဲ့လှဲကူးကြောင်းလှဲကူးဆိုတော့ရန်ကုန်နဲ့ကနေပြီပေါ့ဟုတ်တယ်လေဗျဟာလှဲကူးမြို့နယ်ရှိခရိုင်ထွေအုပ်ရုံးနေတဲ့ဘုံပေါက်ကွဲမှုများဖြစ်ပွားတယ်အဲအကြောင်းလေးပြောပြမယ်အဲ့မှာဘသူတွေအဲ့ဒီရုံးမှာအခုကခဏဘုံခွဲခံတွေကတော့အများဆုံးချတာသူကပါပြူတွေချတာများတယ်ဗျနော်အဲ့ဒီသတင်းလေးပြောပြမယ်လေပြူတွေငါတို့ချညင်လို့ချတာမဟုတ်တာမင်းပြူတွေမင်းတေမဲ့တေပြူတွေပဲတေငါတို့စစ်တပ်မသိနဲ့ငါတို့ရဲတွေမသိနဲ့ပြူတွေပဲငါတို့အစားထိုးတာလေကွာမင်းရတယ်ဇန်နဝါရီလ2ရက်နေ့တွင်နဲ့ညနေ6:40မိနစ်ခန့်တွင်လှဲကူးမြို့နယ်ပဲခူးကားလမ်းမကြီးဘေးရှိစစ်တပ်၏တရားမဝင်ရွေးကောက်ပွဲဥဆောင်ပါဝင်လှုပ်ဆောင်နေသောခရိုင်ထွေအုပ်ချုပ်ရေးမှုရုံးကိုပြင်းအားမြင့်မိုင်းနှလုံးပြဖောက်ခွဲတိုက်ခတ်ခဲ့တာသိရတယ်ဗျဟာအဲ့ဒီမိုင်းကဘယ်ရတာလဲဟောအဲ့မိုင်းလောက်ကိုလာပြောနေဘာလိုချင်လဲပြော RPG လိုချင်လားမမတွေလိုချင်လား PDF တွေမှာရှိနေပြီအကုန်နော်ပြဿနာပဲဆိုပါတိုက်ခိုက်မှုအတွင်းမှာထွေအုပ်ရုံးတွေနဲ့ရုံးဆောင်လုပ်ကင်နေသောပြူစောတိများထိခိုက်မှုရှိပြီးရေအတွက်ကိုတော့တီးပြူးနိုင်ခြင်းမရှိသေးပဲတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းရေးရဲဘော်များအထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရတယ်ဗျဟာဒီကောင်တွေကလည်းကွာခြေတန်းလုံသလားမမင်းနဲ့နော်ဒါပဲဗျပြောလိုက်ကြဟိမပြောနိုင်ဘူးမပြောနိုင်ဘူးမင်းပြောနိုင်ဘူးမင်းငေါ့ပါဒီနေ့ငေါ့တက်မဲ့ငေါ့မင်းရွဲ့နေတာလားရီးနေတာလားဟုတ်ပါဘူးဗျဟိုဒီကကြတော့ကြိုက်ထုံမျိုးနဲ့အကြောင်းလေးပြောမယ်နော်ကြိုက်ထုံကြိုက်ထုံမှာအဘသဘဲအကြီးရှိတယ်လေငါးကြီးနေတဲ့နေရာတီးတယ်သူကမျက်ရည်တွေကြက်ကြပြီးမူလာတယ်အချင်းလေးဆိုလိုက်တာနော်ငါးကြီးနေတဲ့နေရာကြိုက်ထုံမျိုးနဲ့အတွင်းမှာတဲ့နော်စစ်တပ်ကရန်စမ်းပစ်ခတ်လို့လက်နက်ကြီးထိမှန်ပြီးပြည်သူတို့တေဆုံးတဲ့အကြောင်းလေးနော်တိုက်ပွဲဖြစ်သွားတဲ့အချိန်မှာသူတို့ကအနောက်ကိုစုပ်ပြေးတယ်စုပ်ပြေးပြီးတော့အဲ့ပြည်သူတွေရှိတဲ့တဲကိုဘာလုပ်လဲရန်စမ်းပြီးလက်နက်ကြီးနဲ့ပစ်တယ်အဲ့မှာပြည်သူတို့တေတယ်အဲ့သတင်းလေးပြောပြမယ်ဗျအဲ့ဒါဘယ်နေ့ကဖြစ်တာလဲဆိုတော့ဒီဇင်ဘာလ26ရက်နေ့တွင်ကြိုက်ထုံမြို့နယ်တိန်စီရဲမြို့အတွင်ကျင်းပပြီးလို့တိန်စီရဲဆိုစစ်တောင်းသဒ္ဒါနာငါသိပါတယ်စစ်တောင်းသဒ္ဒါနာဒါဆိုဝေါ်တို့ဘာလို့လဲနီးရပါတယ်နော်ဟုတ်သိတယ်ကြိုက်ထုံမြို့နယ်တိန်စီရဲမြို့အတွင်ကျင်းပပြုလုပ်နေသည့်အထူးဆောင်ရွေးကောက်ပွဲဟိုတဲ့လုံခြုံရေးပေးရန်စစ်ကြောင်းထိုးလာတော့အကြမ်းဖက်စစ်တပ်တပ်မ44လက်အောက်ခံခမရ3တက်ရင်မှာတက်ရင်မှုဒုတက်ရင်မှုဥဆောင်လာသည့်အင်အား102ဦးပါဟာတိကြပဲနော်အင်အား102ဦးပါစစ်ကြောင်းတော်လိုင်းတပ်ဖွဲ့များနနက်9:41မိနစ်မှာစတင်ကဂျားပြတ်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲ6ချိန်ဖြစ်ပွားခဲ့ကြောင်းသိရတယ်ဗျထိုတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်မှစစ်သား10ဦးထက်မနည်းသေဆုံးတာတဲ့အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲအတွင်းအထိနာခဲ့သောအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ပြန်လည်ပြီးတော့တိန်စီရဲမျိုးဘက်သို့ပြန်လဲဆုတ်ခွာသွားကြောင်းသိရတယ်ဗျ။အော်ဒီကောင်နဲ့တာရရပဲ။ဒါပဲပြေးချင်းပြူကနေပြန်ပြေးသွားတယ်။တရားနဲ့ဦးတက်လာတဲ့စိန်ဦးသေးတယ်အထိကိဒဏ်ရာရတဲ့လူတွေလည်းများတယ်။အဲ့တော့ပြေးချင်းပြူကနေတိန်စီရဲမျိုးတွေကိုပြန်ဝင်သွားပါတယ်ဗျ။အော်ဒီကောင်တွေကလည်းပြေးစရာရှာလို့ပါပြည်သူတွေပဲပြေးနေတယ်ဒီကောင်တွေက။ထို့ပြင်တိုက်ပွဲတွင်အကြမ်းဖက်စစ်သားများအတင်းအာရမပေါ်တာဆွဲဖမ်းဆီးထားသောစစ်မှုထမ်းသား2ဦးဒီလေတဲ့ MA1 တနက်2လက်နဲ့ခဲရင်တချို့ယူဆောင်လာပြီးတော်လိုင်းရေးတပ်ဖွဲ့များထံအလင်းဝင်ရောက်လာခဲ့ကြောင်းလည်းသိရတယ်ဗျ။နော်ပျော်ကြကြီးပဲနော်အဲ့ဒါဆိုရင်တော့ဘာပြောမှာလဲငါတို့ဘက်ကစုံရှုံတာလေလူတွေဘက်ကတော့ပျော်ကြကြီးပဲလို့ထို့တော့တိုက်ပွဲပြစ်ပွားရနေရကိုတဲ့အမတ313ညတရင်ကလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ခဲ့သောကြောင့်ကြိုက်ထုံမြို့နယ်တဲ့ခွေကြီးရွာရှိဈေးတဲ့အမျိုးသမီးတဦးကိုလက်နက်ကြီးထိမှန်ခဲ့ပြီးတေဆုံးခဲ့ကြောင်းသိရတယ်ဟာပြည်သူတို့ကတော့ဒါစိတ်မကောင်းစရာပါဒီမျိုးသမီးကလည်းကွာသူကနေသူအိမ်ထဲမှာနေလေကွာအပြင်မဲ့ဘာလို့ထွက်တာလဲဟာဒုက္ခပဲဟာသူရှိတဲ့ဈေးထဲမှာသူ့ဘာသူဈေးထဲကိုပြစ်တာလေကူပါအော်စစ်တပ်ကဝင်လာပြီးဟိုမှာတနက်တန်ကြားနဲ့ဘုံတန်ကြားဆိုအိမ်ပြန်ပေါ်ဘာလဲသူလောဘကြီးပြီးဈေးရောက်နေတာလားဟာဒုက္ခမင်းကလည်းဒုက္ခရောက်နေတာဒီနေ့လုံးမှတနေ့စားရတယ်ဘွာဖားအော်မင်းတက်ချုပ်ကြီးလို့နေပါလားမင်းကလေသူတို့ကဗာဈေးမရောင်းစားလို့ဘာလို့လို့ခိုးစားအေးဘောဒါခိုးစားရင်တော့ဒါအလွယ်တကူရတာပေါ့ဟာဟဲ့မင်းမရမ်းနေကြတက်ချုပ်ကြီးကမင်းတခိုးကြီးသားကြီးလားမင်းပြောဟုတ်တယ်ဟုတ်တယ်ပါဓမြအကြီးသားကြီးလားဟုတ်တယ်ပါဟုတ်တယ်ဘာဟုတ်တာလဲဟုတ်ပါအေးအဲ့လိုပြောဟုတ်ဟာဒီကကြတော့ဘာတင်ပြစရာပေါ့နော်သတင်းထူးလေးအဲ့ဒီသတင်းထူးလေးကတော့ခုနကတော့အဘနဲ့တားငယ်လေးနဲ့အငင်းပွားနေတဲ့ကိစ္စ
ဗင်နီဇွဲလားသမ္မတနီကိုလက် ဗန်နီဇွဲလား ဟုတ်ဗင်နီဇွဲလားလည်းပြောတယ်လေဗျာနော်ဗင်နီဇွဲလားသမ္မတနီကိုလက်မာရူရိုနင်းတဲ့ဇနီးကိုအမေရိကန်ဖမ်းဆီးရရှိထားပြီးလေရင်ဖြစ်တိုင်းပြည်ပြည်ပသို့ခေါ်ထုတ်လာပြီးအမေရိကန်သမ္မတထရန့်ကြေညာလိုက်ပါတယ်နော်ယနေ့တွင်အမေရိကန်ပြည်ထောင်စုသည်ဗင်နီဇွဲလားနိုင်ငံအပေါ်တဲ့အကြီးစားတိုက်ခိုက်မှုတစ်ရပ်ကိုအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းဗင်နီဇွဲလားခေါင်းဆောင်သမ္မတနီကိုလက်မာရူရိုနဲ့၎င်း၏ဇနီးဖြစ်သူတို့ကိုဖမ်းဆီးရမိခဲ့ပြီး၎င်းတို့ဟာဗင်နီဇွဲလားနိုင်ငံပြင်ပသို့လေရင်ဖြစ်ခေါ်ဆောင်သွားပြီးခဲ့ပြီဖြစ်ကြောင်းစစ်စင်ရေးကိုတဲ့အမေရိကန်တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းယနေ့နနက်7:00 နာရီတွင်သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်းအမေရိကန်သမ္မတကကြေညာတယ်ဒီမနေ့ဗာကြည့်လား7:00 နာရီလို့နောက်ကြမှာကြည့်မယ်နောက်ကြမှာအခုလောလောဆယ်မျိုးမှာပြောရမယ်ကွာဗန်နီဇွဲလားသမ္မတကိုနီကိုလက်ကိုငါတို့ကဖမ်းသွားတယ်ဆိုတော့သူ့ကိုဘာပြစ်မှုနဲ့ဖမ်းသွားလဲဆိုတော့ငါတို့သိတဲ့ငါပြောရတော့မူးစေးပွားပါတယ်ဒီမှာအခုလာမယ်ဒီမှာလာမယ်လေးပါလာမယ်အဲ့ဒီဟာ2မျက်နှာလောက်ရှိပြီလာမယ်အေးပါမူးရင်မောင်ခိုလုပ်ငန်းများပါဝင်ပတ်သက်နေသည်ဟုဆွဆွဲခံထားရသောဗင်နီဇွဲလားသမ္မတနှင့်အမေရိကန်တို့အကြားတင်းမာမှုများအမြင့်ဆုံးရောက်ရှိသွားပြီးနောက်ဗင်နီဇွဲလားနိုင်ငံ၏မြို့တော်တွင်နဲ့ယမန်နေ့နက်အစောပိုင်းတွင်ပောက်ကွဲမှုများထွက်ပေါ်ကအမေရိကန်တိုက်ခိုက်မှုလှုံ့ဆော်ခဲ့ခြင်းဖြစ်တယ်။ယနေ့နက်2 နာရီဝန်းကျင်အချိန်တွင်ဗင်နီဇွဲလားနိုင်ငံ၏မြို့တော်တဲ့ကာရာကတ်မြို့တွင်နဲ့ကျေလောင်သောပောက်ကွဲမှုများစွာထွက်ပေါ်ခဲ့ကအမေရိကန်ကဗင်နီဇွဲလား၏စစ်ရေးပြစ်မှတ်များကိုတိုက်ခိုက်ခဲ့ကြောင်းသိရတယ်ဗျ။နော်။အဲ့ဒီဟာဒီသမ္မတကလည်းနော်သိတဲ့အတိုင်းပဲအာနာရှင်လေကိုရွေးချယ်ပြီးကိုတင်ရောက်ထားတဲ့အကြောင်းအဲ့ဒီအကြောင်းလေးကဘယ်သူနဲ့ဆက်ဆက်နေလဲဆိုတော့တက်ချုပ်ကြီးနဲ့ဆက်ဆက်နေတယ်အဲ့ဒီသတင်းလေးကိုပြောပြမယ်အေးပြောနေပြီးတော့စေယုံတွင်လည်းတဲ့အကျန်းဖက်ဘောနော်တက်ချုပ်ကြီးကနေပြီးတော့အထူးစည်းဝဲတရက်ကိုတဲ့ခေါ်ယူနေတယ်တဲ့နော်ဗျနော်ခေါ်ယူရမှာဗောခေါ်ယူရမှာဘာလို့ခေါ်ယူရမလဲဆိုခုနဒီငါတို့မွေးရာစာခိုင်းသူကဟိုမှာအဖမ်းခံရပြီဆိုတာနဲ့ချက်ချင်းအစည်းအဝေးတရက်ကိုခေါ်ယူလိုက်တယ်သူကမွေးရာစာခိုင်းဆိုပြီးတော့မွေးစေမနဲ့ပတ်သက်ပြီးတော့ဗန်နီဇွဲလားသမ္မတကိုဖမ်းသွားတာကဘာမှာမွေးစေမနံပါတ်1ဖြစ်နေတာဘာဘယ်လိုဖြစ်နေတာမြန်မာနိုင်ငံလေအေးလေအဲ့ဒါကြောင့်မလို့ तू ကကြောက်တာဗော तू ကြောက်တော့နှမှုဗျအကြားဖြတ်နေခေါင်းဆောင်ရဲ့ဟုတ်တယ်နော်နှမှုတွေမကဘူးလူမျိုးတုံးတက်ဖြတ်မှုအဲ့ဒါဒီပါပါတယ်သူတို့ဆိုရင်ဒါကျိုးစင်မယ်တော့ပါအဲ့ကြောင့်ပြောမယ်ဗင်နီဇွဲလားသမ္မတကိုတဲ့အမေရိကန်ကဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းတွေထွက်ပေါ်အပြီးဇန်နဝါရီလ3 ရက်နေ့ညနေပိုင်းကနေပြီးတော့စီယုံတွေအကြမ်းဖက်တက်ချုပ်ကြီးကနေပြီးတော့အထူးစည်းဝေးတရက်ခေါ်ယူကြောင်းနဲ့ဖရဲသီးသတင်းရင်းမြစ်ထံသိရတာပေါ့နော်ဖရဲသီးတွေကိုဘာလို့ခေါ်လဲဆိုတော့ဒီအစည်းအဝေးမှာဖရဲသီးဆိုတာဟိုတော်လိုင်းဘက်ကိုသတင်းပေးတဲ့ဖရဲသီးအဲ့ဘာသာမလို့လားငါလှုပ်ထွက်လိုက်တော့မယ်နော်ငါလှုပ်ထွက်လိုက်တော့မယ်သတင်းရင်းမြစ်ရဲ့အဆိုအရအကြမ်းဖက်ပေါ့နော်တက်ချုပ်ကြီးဟာတဲ့ဗင်နီဇွဲလားသတင်းကြောင့်၎င်းရဲ့လုံခြုံရေးကိုစိုးရိမ်ကြောက်ရွံ့ပြီးအစည်းအဝေးခေါ်ယူတာဖြစ်နိုင်တယ်လို့ BGF စောချစ်သူရဲ့ KNA ကိစ္စခေါ်ယူနိုင်တာလည်းဖြစ်နိုင်ပါတယ်တဲ့နော်အဲ့ဒီသတင်းလေးကိုအဲ့ဒါလည်းဖြစ်နိုင်တယ်ဟုတ်တယ်ဗျနော်အဲ့ဒါလည်းဖြစ်နိုင်တယ်အဲ့ဒါလည်းဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့သူဒီဟာလည်းကြောက်နေရတယ်လေဟိုကဖတ်ပြောင်းပြီးတော့သစိတ်တွေပါပြောင်းနေပြီဆိုတဲ့ဟာလေးပါနေတာဟုတ်မင်းကလည်းအဲ့ဒါဆိုမျိုးငါပြောရမယ်ဒီဗန်နီဇွဲလားကသမ္မတကိုရောငါတို့ရဲ့တက်ချုပ်ကြီးကိုရောဒီတရုတ်နဲ့ရုရှားကနေပြီးတော့အမေရိကန်ကနေပဲလာပြီးရန်ပြုတ်ရင်ရန်ရှာရင်ငါမင်းတို့အကာအကွယ်ပေးမယ်လို့ပြောတဲ့ဥစ္စာအခုဗန်နီဇွဲလားသမ္မတကိုဖမ်းသွားပြီးအမေရိကန်နဲ့ရုရှားမဟုတ်တရုတ်နဲ့ရုရှားကဘာဖြစ်လို့အကာအကွယ်မပေးတာလဲသူတို့ကစကားပဲရှိတော့တာပေါ့အကာအကွယ်ပေးတာမဟုတ်ဘူးမဖမ်းခင်ချိန်မှာဟိုအဲ့တရုတ်ဟိုဥစ္စာပေါ့နော်သမ္မတရှီဂျင်းပင်ရဲ့ကိုယ်စားလှယ်နဲ့တွေ့သေးတယ်အဲ့သတင်းလေးပြောမယ်အခုအမေရိကန်ဖမ်းသွားတဲ့ဗင်နီဇွဲလားအာဏာရှင်ဟာလည်း2024မှာရွေးကောက်ပွဲလုပ်ပြီးသူ့ကိုယ်သူသမ္မတဖြစ်အောင်လုပ်ခဲ့တဲ့သူပါတဲ့အမေအခုဒါဆိုရင်ပြောချင်တဲ့ဒါအတိတ်နမိတ်ပေါ့နော်ဒါတက်ချုပ်ကြီးကလည်းသူ့ကိုယ်သူသမ္မတတင်မှာအဲ့အချိန်ဝင်ဖမ်းမှာပဲရောက်မင်းကလည်းဖမ်းဖို့ကြီးပဲမင်းကလည်းပြောနေတယ်ကွာအမေရိကန်ကမဲလိန်နေဆိုပြီးအဲ့ရေကောက်ပွဲရလက်ကိုလက်မခံခဲ့ဘူးတနေ့ကြာမှာတော့အမေရိကန်ကသူ့ကိုတဲ့ကြက်ကလေးငကလေးလို့ဝင်ဖမ်းတာခံသွားရပါပြီတဲ့အမေရိကန်ကသူ့ကိုမဖမ်းခင်နိုင်ပိုင်းအလိုမှာတရုတ်သမ္မတရှီဂျင်းပင်ရဲ့အထူးကိုယ်စားလှယ်နဲ့တွေ့ဆုံခဲ့ပါသေးတယ်နိုင်ပိုင်းအလိုလေးမှာနော်နိုင်ပိုင်းလိုလေးမှာအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံခဲ့ပါသေးတယ်အခုတော့တရုတ်အထူးကိုယ်စားလှယ်လဲတရုတ်ပြည်ပြန်ပြေးဖို့လေဆိပ်ရောက်နေပြီလို့သိရပါကွာအကာအကွယ်ပေးမှာဘယ်လိုကာအဲ့ဒါလည်းမလို့ပြောတာဗောတရုတ်နဲ့ရုရှားကဟာမင်းတို့ကြိုက်တာလို့မင်းတို့ဓာရီလို့မင်းငါတို့ခိုင်းတာလို့မင်းတို့ဘက်ကနေပဲငါတို့အကာအကွယ်ပေးမယ်ဆိုပြီးတော့ဟိုဟာလေးနည်းနည်းပေးပါဒီဟာလေးနည်းနည်းပေးပါစစ်မဆက်နှမ်းပတ်သလိုပေးပြီးတော့တကယ်ဖြစ်လဲပြီးတော့ဘာမှအကာအကွယ်ပေးတာမဟုတ်အခုလည်းဒီတိုင်းပဲအခုနေတော့ငါတို့မှလေ
အမေရိကန်ပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်တော်လိုင်းရင်တပ်ဖွဲ့ဝင်နေရမဖြစ်ဒီမှာငါတို့ဝင်ပြီးတော့ငါတို့ကလုံမယ်ပါညာဆိုရင်မင်းတရုတ်နဲ့မင်းရုရှားအကာအကွယ်ပေးဖို့ပေးမှာမဟုတ်ဘူးသူတို့ဥပက္ခကိုပြုသွားမှာအဲ့ဒါကိုလက်ကိုမကြည့်တော့မှာအဲ့ဒါကိုသင်္ကန်းစာယူပြီးတက်ချုပ်ကြီးနောင်သားရသိနေပြီဟုတ်ကဲ့သတင်းလေးကြံစည်ရပါအမေရိကန်ကဗင်နီဇွဲလားအာဏာလွှဲပြောင်းမှုကိုအမေရိကန်ကဗင်နီဇွဲလားရဲ့အာဏာလွှဲပြောင်းမှုကိုသူတို့ဆောင်ရွက်မယ်ပေါ့နော်ရင်းအာဏာရှိကြံရှိသောတစ္ဆာခံများနဲ့စစ်တပ်လက်နက်မချပါကအမေရိကန်စစ်ရေးအရဆက်လက်တိုက်ခိုက်သွားမယ်ဗင်နီဇွဲလားစစ်တပ်ကလည်းလက်နက်ချရမယ်နောက်ပြီးတော့သူတို့နိုင်ငံရဲ့အာဏာလွှဲပြောင်းမှုနဲ့အမေရိကန်ပဲဒါစီရင်မယ်ဒီပုံစံတိုင်းဆိုမြန်မာနိုင်ငံကိုလည်းမင်းအဲ့လိုလုံးမဲ့ပုံစံတော့ရောက်တယ်တင်းမောပြေးတဲ့အမေရိကန်ကိုခေါ်လာနေတယ်လို့လည်းအမေရိကန်သမ္မတထရန့်ကပြောကြပါတယ်။အော်မင်းအတိအကျတော့ဘယ်သူကပြောမှာလဲကွာမင်းလေနဲ့လည်းခေါ်ရင်ခေါ်မယ်တင်းမောနဲ့လည်းခေါ်ရင်ခေါ်မယ်လေကွာ။အတိအကျကိုပြောတာ။ तू ကသူ့နိုင်ငံပြင်ပကနေပြီးတော့လေနဲ့ခေါ်သွားတယ်။ခေါ်သွားပြီးတော့သူတို့အမေရိကန်တင်းမောဘုံလွှဲပြောင်းပြီးတော့အမေရိကန်နိုင်ငံကိုခေါ်လာတယ်။ तू ကသတင်းကိုအတိအကျတင်ထားပြီးသား။ဒါသူတို့လိန်ခေါ်တာမဟုတ်ဘူး။ဗနီဇွဲလားနဲ့အမေရိကန်တိတ်တော့မဝေးပါဘူး။တိတ်တော့မဝေးပါဘူး။သူ့နိုင်ငံပြင်ပရောက်တော့ထရန့်ချက်ချင်းကြေညာတာ။နိုင်ငံပြည်ပကိုရောက်ပါပြီဆိုတဲ့အကြောင်းနော်။ပြောအမေရိကန်တကယ်လုပ်တယ်နော်ပြီးတော့ငါတို့အိုစမာဘင်လာဒီနုံကလည်းတကယ်လုပ်တယ်နော်ဟုတ်တယ်အခုဗနီဇွဲလားသမ္မတကိုဝင်ဖမ်းတဲ့ဒီစစ်တပ်ကလည်းနော်ပြီးခဲ့တဲ့ဟိုးစားကိုဟာလေအသေးဖမ်းခဲ့တဲ့လူဒီမနေ့ဗီဒီယိုပိုင်းမှာတက်လာတာဟာတော်ရဲမိုက်တော့ဟာရဲမင်းဘာလဲမင်းဟိုဘက်ကလာမင်းอ่ะမဟုတ်လေဟုတ်တာအမေရိကန်တွေတော်တယ်လို့အမေရိကန်တွေတော်တာမပြောနဲ့လေတကယ်လို့များဝင်ဖမ်းရင်မင်းကမင်းတို့ငါတို့ခွီးမှာလေကျွန်တော်ကအသာလေးဖမ်းခံလိုက်မှာအသာလေးဖမ်းခံမှာတက်ပဲဘာမှမဖြစ်ဘူးဘာလို့အဲ့နိုင်ငံသားခိုင်းလိုက်မယ်ပြီးသွားပြီလူကလေးတို့ကွာမင်းကတင်းမောနဲ့ပေါ့နော်အမေရိကန်ကိုခေါ်လာနေတယ်လို့အမေရိကန်သမ္မတထရန့်ကပြောကြတယ်အမေရိကန်ဥပဒေတိုင်းတရားရင်ဆိုင်ရမယ်လို့လည်းပြောကြပါတယ်ဟာသွားပြီဘာလို့လဲရောက်တော့မှာသွားပြီကဲဝမ်းသာစရာကြီးပါအော်ပြောပါကွာကြောက်နေပါလေဆိုမှဖြဲချောင်းနေသေးတယ်ဟာတော့ပါဟာရောက်ဘာပြောစရာကြီးသေးတယ်ဟုတ်ကမုန်းညာသတင်းမွေးကတေးစင်းအဲ့ဒါဘယ်နေ့လဲ2ရက်နေ့ကတေးစင်းလေးပါနော်2ရက်တက်လ2026နော်ဗျအဲ့တေးစင်းလေးပြောမယ်သိလားတော်ဝမ်းသာကြကြီးပါရဲ့ဗျအာမင်းကတမျိုးပြောပါမကွေးတိုင်းမြင်းကြံမြို့နယ်မှာ18ဦးသေပါတယ်ဗျမကွေးတိုင်းပေါ့မြို့နယ်မှာ12ဦးသေပါတယ်ဗျပြီးတော့မကွေးတိုင်းနမ်းမောက်မြို့နယ်မှာ2ဦးသေပါတယ်ဗျပဲခူးတိုင်းမုံမြို့နယ်မှာ9ဦးအလင်းဝင်ပါတယ်ဗျပြီးတော့ပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်မှာ2ဦးသေပါတယ်ဗျစကိုင်းတိုင်းကံဘလူမြို့နယ်မှာ1ဦးလင်းဝင်ပါတယ်ဗျစုစုပေါင်းအလင်းဝင်တာနဲ့သေဆုံးတာနဲ့39ဦးပါဗျဟာသွားပြီကွာတက်ချုပ်ဒီပုံစံတိုင်းသာဆက်လုပ်နေမယ်ဆိုရင်ကိုမြန်မာပြည်သူပြည်သားတွေ3-9နဲ့မျိုးတုံးပြီးတော့လေအမေရိကန်ကဝင်ဖမ်းလို့ကတော့တက်ချုပ်သေဖို့သာပြင်မယ်တော့